ကွန်ပျူတာတစ်လုံးကကုတ်တွေကိုဘယ်လိုနားလဲတယ်လဲဆိုတာသင်တကယ်သိလားဒီနေ့မှာတော့ကွန်ပျူတာကကုတ်တွေကိုဘယ်လိုနားလဲပြီးအလုပ်တွေလုပ်တယ်လဲဆိုတာကိုပြောပြပေးသွားပါမယ်ကွန်ပျူတာတွေကဘယ်လိုအလုပ်တွေလုပ်တယ်ဆိုတဲ့အကြောင်းအရာဟာအလွန်ကျယ်ပြန့်တဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်သို့တော်လည်းဒီနေ့မှာတော့စတင်လေ့လာမဲ့သူတွေအတွက်လိုအပ်မဲ့အခြေခံနားလည်မှုအဆင့်လောက်ကိုရှင်းပြပေးသွားပါမယ်ရှင်းဆက်မပြောခင်မှာကွန်ပျူတာဆိုတဲ့စက်ကြီးထဲမှာပါဝင်တဲ့မရှိမဖြစ်အခြေခံအစိတ်ပိုင်းကြီးနှစ်ခုကိုအရင်ပြောပြပေးပါမယ်။အဲ့ဒါတွေကတော့ CPU လို့အတူကောက်ခေါ်တဲ့ပင်မတွက်ချက်ရေးအစိတ်ပိုင်း Central Processing Unit နဲ့မှတ်ဉာဏ် Memory Store ပဲဖြစ်ပါတယ်။ပင်မတွက်ချက်ရေးအစိတ်ပိုင်း CPU ကိုကြည့်မယ်ဆိုရင်သူ့အထဲမှာ ALU လို့ခေါ်တဲ့ခဏန်းဆိုင်ရာဆင်ခြင်မှုအစိတ်ပိုင်းArithmetic Logic Unit နဲ့ CU လို့ခေါ်တဲ့ထိန်းချုပ်ရေးအစိတ်ပိုင်း Control Unit တို့ပါဝင်ကြပါတယ်။ရေးသားထားတဲ့အစီအစဉ် program တွေရဲ့ကုတ်တွေမှာပါတဲ့အကြောင်းအရာတွေကိုခွဲခြားစိတ်ဖြာကြည့်မယ်ဆိုရင်တော့ရေဘူးရအားဖြင့်အကြောင်းအရာနှစ်မျိုးသာတွေ့နိုင်ပါတယ်။အဲ့ဒါတွေကတော့ညွှန်ကြားချက် instruction နဲ့အချက်အလက် data တို့ဖြစ်ပါတယ်။ညွှန်ကြားချက် instruction ဆိုတာကဥပမာအားဖြင့် memory ထဲက data ကိုယူပါခဏန်းနှစ်ခုပေါင်းပါဒီ data ကို memory ထဲမှာသိမ်းပါဆိုတဲ့ခိုင်းစေချက်လက်မျိုးတွေပါပဲအချက်အလက် data တွေကတော့ညွှန်ကြားချက်တွေနဲ့တွဲလျက်ဖြစ်စေတီးသန့်ဖြစ်စေပါရှိတဲ့တန်မိုးအချက်လက်တွေဖြစ်ပါတယ်ဥပမာအားဖြင့် x တန်မိုးသည်73ဖြစ်သည် y တန်မိုးသည်23.32ဖြစ်သည် z တန်မိုးသည် apple ဖြစ်သည်ဆိုတာမျိုးပါအစီအစဉ် program တစ်ခုကိုစတင်အလုပ်လုပ်တော့မယ်ဆိုရင်အရင်ဆုံးအဲ့ဒီ program ရဲ့ကုတ်တွေက memory ပေါ်ကိုရောက်ရှိလာပါတယ်။အဲ့ဒီကမှတဆင့် CPU က memory ပေါ်ကုတ်တွေကိုညွှန်ကြားချက် instruction တွေအနေနဲ့ရယူပါတယ်။ပြီးတဲ့နောက်မှာတော့ရရှိလာတဲ့ညွှန်ကြားချက်တွေကဘာကိုခိုင်းစေတာလဲဆိုတာကို CPU ရဲ့ control unit ကနေပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။အဲ့ဒီနောက်မှာတော့ ALU Arithmetic Logic Unit ကိုပို့ဆောင်ပြီးတော့ခိုင်းစေချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်တွက်ချက်ပါတယ်။တွက်ချက်လို့ရလာတဲ့အဖြေတွေကိုတော့ memory ပေါ်မှာပြန်လည်သိမ်းဆည်းတာမျိုးတွေလှုပ်ဆောင်ပါတယ်။ဒီအဆင့်၃ဆင့်ကိုတော့ညွှန်ကြားမှုစက်ဝန်း instruction cycle လို့ခေါ်နိုင်ပါတယ်။နားလည်ရလွယ်အောင်လို့စဖို့မှုတစ်ယောက်နဲ့နှိုင်းယှဉ်ပြီးတော့ပြပါမယ်။စဖို့မှုဟာ CPU ပဲဆိုပါစို့သူ့ရဲ့စဉ်းစားဆုံးဖြတ်နိုင်တဲ့အုံနောက်က control unit ဖြစ်ပြီးတော့သူ့ရဲ့ဓာတ်တွေနဲ့မီးဖို့ချောင်သုံးပစ္စည်းတွေကတော့ ALU ဖြစ်ပါလိမ့်မယ်။မိဖို့ကြောင့်စပွဲကြီးကတော့လိုအပ်တဲ့ပစ္စည်းတွေကိုခေတ္တသိမ်းဆည်းထားတဲ့ memory ဖြစ်ပြီးတော့ဟင်းချက်နီစာအုပ်ကတော့ program ဖြစ်ပါလိမ့်မယ်။